လောကကြီးကအေးဆက်ပြီးတင့်နှလုံးသားတွေအေးခဲနေတယ်လို့ခံစားရတဲ့အခါအလင်းတန်းစီပြန်သွားနိုင်တဲ့လမ်းဟာအမြဲရှိနေတယ်ဆိုတာကိုကျွန်ုပ်တို့ရဲ့ခြေလမ်းတွေကသက်သေပြပါရစေငြိမ်းချမ်းခြင်းဆိုတာအဝေးကြီးမှာမဟုတ်ပါဘူးအတိတ်ကနောင်တတွေနဲ့အနာဂတ်ကစိုးရိမ်မှုတွေကိုခဏချထားပြီးလက်ရှိမှာသတိနဲ့နေထိုင်လိုက်တာနဲ့တင့်နှလုံးသားထဲမှာငြိမ်းချမ်းရေးပန်းတွေစတင်ပွင့်လန်းလာမှာပါအခုဆိုကျွန်ုပ်တို့ရဲ့အာလောကတယောက်တကယ်ကိုပြန်လည်လန်းဆန်းသွားပါပြီ။မနေ့ဖြန်ဝါရှင်တန် DC ကိုရောက်ရှိတော့မှာဖြစ်လို့ဒီကနေ့ညမှာတော့အာလောကဟာစပားအစီအစဉ်လေးနဲ့အတူရေချိုးတန့်စင်ခဲ့ပါတယ်။အခုဆိုရင်သူဟာမွေးပြန့်တန့်ရှင်းပြီးအမွေးလေးတွေဖြူစင်လှပက်လို့မြို့တော်စီကိုလိုက်ပါဖို့အစဉ်သင့်ဖြစ်နေပါပြီ။သူ့ကိုအလှပက်ဆုံးဖြစ်အောင်ကူညီပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီကနေ့ညအာလင်နံမှာတော့ထူးခြားတဲ့ဆုံတွေ့မှုတစ်ခုရှိခဲ့ပါတယ်။ဆရာတော်မဟာတန်ဖိုမာဆန်တယောက်ကျွန်ုပ်တို့နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ခီးစဉ်တဝက်မှာမတော်တဆမှုကြောင့်အတူမလိုက်ပါနိုင်ခဲ့ပေမဲ့အခုလိုအဆုံးသက်ခီးမှာပြန်လည်ဆုံတွေ့ရတာဟာဝမ်းမြောက်စရာအကောင်းဆုံးခွန်အားတစ်ခုပါပဲ။ဦးဆောင်ဆရာတော်ဘိက္ခုပညာကာယဟာ9-11မှာကြာဆုံးခဲ့တဲ့ရဲရာရှိတဦးရဲ့ဇနီးထံကနေအဖိုးတန်နဲ့တစိမ့်လူတင်းနှင့်ပင်တစ်ခုကိုဂုဏ်ပြုလက်ခံရရှိခဲ့ပါတယ်။ဒါဟာကြီးမားတဲ့ပေးဆက်မှုတတိနဲ့မေတ္တာတရားတို့ရဲ့ပြည့်ဥတစ်ခုပါပဲ။ကျွန်ုပ်တို့ဟာဒီလက်ဆောင်ကိုအလေးအမြတ်ထားသိမ်းဆည်းသွားမှာဖြစ်ပြီးကြာဆုံးလေသူအတွက်လည်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ဗာဂျီးနီးယားပြည်နယ်အလက်ဆန်ဒရီးယားရဲ့ခရစ်ယာန်ဘုရားကျောင်းမှာရွတ်ဖတ်ခဲ့တဲ့ပရိတရားတော်များကဤကမ္ဘာလောကကြီးကိုအေးချမ်းပါစေ။တင်နှင့်တကောတတဝါအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာပြီးငြိမ်းချမ်းကြပါစေ။